အားလုံးပဲမင်္ဂလာပါ Friend Drop Recap Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဇလန်အစမှာအသက်40အရွယ်ဒေါ်စင်ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့မိတ်ဆက်ပေးထားပါတယ်အဲ့ဒီအချိန်မှာသူဟာပင်လယ်ကရေနံတူးစင်တစ်ခုပေါ်မှာအလုပ်လုပ်နေတာပါခိတအနာယူရင်းကျယ်တွေကိုမော့ကြည့်နေတော့မှပဲရေနံတူးစင်အနီးမှာရုတ်တရက်ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီပောက်ကွဲမှုကဒေါ်စင်ကိုပင်လယ်ထဲလွင့်စင်ကျသွားစေပြီးရေအောက်ထဲကိုနစ်မြုပ်သွားစေခဲ့ပါတယ်အသက်ရှူရခက်ခဲပြီးရေထဲကိုတဖြည်းဖြည်းနစ်ဝင်သွားရင်တေးပေးနဲ့ရင်ဆိုင်နေရချိန်မှာဒေါ်စင်ရဲ့စိတ်ဟာသူ့ဘဝရဲ့အလှပဆုံးအမတ်တရားတွေစီကိုပြန်ရောက်သွားပါတယ်သူအထက်တန်းကျောင်းသားဘဝတုန်းကအချိန်တွေကိုသူပြန်တတိယမိပါတယ်အမတ်တရားတွေပြန်ပေါ်လာတာနဲ့အမျှသူတစ်ချိန်ကမျက်နှိုးခဲ့မှုတဲ့အရာအလုံးဟာပြန်လဲစည်းဝင်လာပါတော့တယ်ဒါဟာ the best မိပါပဲတနေ့ညနေခင်းမှာသူဟာသူ့ရဲ့အရင်ဆုံးတငယ်ချင်းဘော်ဘီနဲ့အတူရှိနေခဲ့ပါတယ်သူတို့အေးဆေးစကားပြောနေရင်ဘော်ဘီကသူမကြခင်အဖေဖြစ်တော့မဲ့အကြောင်းနဲ့လက်ထပ်တော့မဲ့အကြောင်းပြောပြနေပါတယ်စကားပြောနေတော့မှပဲဒေါ်စင်ဟာအနီးအနားကမိန်းကလေးတစ်ယောက်ကိုရုတ်တရက်တတိထားမိသွားပါတယ်သူ့နာမည်ကအာမန်တာပါဘာကြောင့်မှမသိပဲသူဟာသူမကိုချက်ချင်းစိတ်ဝင်စားသွားခဲ့ပါတယ်သူမကိုစကားပြောချင်ပေမဲ့သူ့ရဲ့အနေအေးတဲ့တဘာဝကြောင့်ဝင်လေးနေခဲ့ပါတယ်နောက်ဆုံးမှာတော့သူဘာမှမပြောဖြစ်ပဲဘော်ဘီနဲ့အတူအိမ်ပြန်လာခဲ့ကြပါတယ်အပြန်လမ်းမှာဘော်ဘီရဲ့ကားကရုတ်တရက်ပြတ်သွားပါတယ်ဒေါ်စင်ကဘာမှမစင်စားပဲကားကိုဝိုင်းတုံးပေးခဲ့ပါတယ်အဲ့ဒီလိုတွန်းနေတော့မှပဲအာမန်တာရုတ်တရက်ရောက်လာပြီးကားကိုဝိုင်းတုံးပေးတာကြောင့်သူအံ့ဩသွားခဲ့ပါတယ်ကားပြင်လို့ပြီးသွားတဲ့အခါဒေါ်စင်ဟာကြောက်ရွံ့လို့ဖြစ်သွားပါတယ်သူမကိုဘလို့စကားဆရာမလဲသူမသိဖြစ်နေတော့မှပဲအာမန်တာကိုသူမတငယ်ချင်းကလာခေါ်သွားပါတယ်ဒေါ်စင်ကစဝေးစဝါဖြစ်ပြီးသူမကိုသွားတော့လို့ပဲဦးကြောင်ပြောလိုက်မိပါတယ်အာမန်တာကသူ့ကိုစကားပြောချင်နေတာတိတာနေပါလျက်နဲ့ဘာလို့အဝေးကိုတွန်းပို့လိုက်တာလဲဆိုပြီးဘော်ဘီကသူ့ကိုချက်ချင်းစူပူပါတော့တယ်နောက်ခန်းမှာတော့ဒေါ်စင်ဟာသူတယောက်တည်းနေလေးရှိတဲ့ရေကန်ဟောင်းတစ်ခုကသူ့ရဲ့လှုပ်ဝက်နေရာလေးမှာရှိနေပါတယ်အဲ့ဒီနေရာဟာသူစာဖတ်စာကြည့်ပြီးလောကကြီးကနေဖြစ်တက္ကနာရုံထွက်နိုင်တဲ့တိတ်ဆိတ်တဲ့နေရာလေးပါဒေါ်စင်ဟာယူပဗေဒကိုအရန်စိတ်ဝင်စားပြီးအဲ့ဒီမှာပဲအချိန်ဖြုံးကကိုယ်တိုင်လေးလာတင်ယူလေးရှိပါတယ်နောက်တော့ကျောင်းမှာဒေါ်စင်စာဖတ်နေတော့အာမန်တာတစ်ခုခုနဲ့အခက်တွေ့နေတာကိုသတိထားမိသွားပါတယ်သူမရဲ့ကားထက်ပြက်နေတာကိုတိလိုက်ရလို့သူ့ရဲ့စက်မှုလက်မှုကျွမ်းကျင်မှုနဲ့ယူပဗေဒဝါဒနာကိုအသုံးချပြီးသူပြင်ပေးလိုက်တာကြောင့်ကားပြန်ကောင်းသွားပါတယ်အမျိုးသမီးတွေနဲ့ပတ်သက်ရင်အနေရခက်နေစေဖြစ်တဲ့ဒေါ်စင်ကသူ့တငယ်ချင်းဘော်ဘီကသူ့ကိုစကားမပြောတတ်လို့ငတုံးလို့ခေါ်တဲ့အကြောင်းဝန်ခံလိုက်ပါတယ်အာမန်တာကလည်းသူတကယ်ပဲနည်းနည်းအရတာပဲလို့နောက်ပြောင်လိုက်ပါတယ်တကယ်တော့သူမဟာဒေါ်စင်ကသူမကိုချင်းဆိုလာဖို့စောင့်နေခဲ့တာပါစောင့်ရတာကြာလာတဲ့အခါမှာတော့သူမကပဲဥဆောင်ပြီးလာမယ့်စနေနေ့မှာဒိတ်လုပ်ဖို့ဒေါ်စင်ကိုချိန်လိုက်ပါတယ်ဒေါ်စင်ကသဘောတူလိုက်ပြီးသူတို့လမ်းခွဲခဲ့ကြပါတယ်စနေနေ့ညနေ6 နာရီနော်အေးပါအဲ့ဒီနေ့မှာပဲဒေါ်စင်အိမ်ပြန်ရောက်တဲ့အခါသူ့အဖေကစနေနေ့ညမှာအတူပြင်သွားဖို့ခေါ်ပါတယ်ဒါပေမဲ့အာမန်တာနဲ့ချိန်ထားတာရှိလို့ဒေါ်စင်ကညှင်းလိုက်ပါတယ်ဒါကိုသူ့အဖေကဒေါသထွက်ပြီးပါရိုက်လိုက်ပါတယ်ဒေါ်စင်ဟာဆင်းရဲတဲ့မိသားစုမှာကြီးပြင်းလာရတာဖြစ်ပါတယ်သူ့အမေကဆုံးသွားပြီဖြစ်ပြီးအဖေနဲ့နှစ်ယောက်တည်းနေတာပါသူ့အဖေကမူးယစ်ဆေးရောင်းတာနဲ့အကြမ်းဖက်မှုတွေလုပ်တဲ့လူမိုက်တစ်ယောက်ပါဒေါ်စင်ကတော့စိတ်ထားကောင်းသူဖြစ်ပြီးသူ့အဖေရဲ့လမ်းစဉ်ကိုဘယ်တော့မှမလိုက်ချင်ခဲ့ပါဘူးသူ့အဖေကသူ့ကိုအမြဲတမ်းဖိအားပေးပြီးမကောင်းတဲ့အလုပ်တွေမှာမပါဝင်တဲ့အခါတိုင်းနှိပ်စက်လေးရှိပါတယ်နောက်ဆုံးမှာတော့ဒေါ်စင်ဟာမခံစားနိုင်တော့ပဲအိမ်ကနေထွက်ပြေးလာခဲ့ပါတယ်သွားစရာနေရာမရှိတာကြောင့်ရှောက်သွားရင်ဟောင်းနှွမ်းနေတဲ့ကိုတောင်တစ်ခုကိုတွေ့ပြီးအထဲမှာဝင်အိတ်လိုက်ပါတယ်သူနိုးလာတဲ့အခါတနက်နဲ့အချိန်ခံထားရတာကြောင့်ဒေါ်စင်လန့်သွားပါတယ်အဲ့ဒီလူကတော့ကိုတောင်ပိုင်ရှင်တက်ပါအစပိုင်းမှာတက်ကတယောက်ယောက်ခိုးဝင်လာလို့ဒေါသထွက်နေပြီးဒေါ်စင်ရဲ့မိဘတွေကဘာတူလဲလို့မေးပါတယ်ဒေါ်စင်ရဲ့အဖေကရာဇဝတ်ကောင်ဖြစ်တာကိုသိလိုက်ရပြီးဒေါ်စင်ရဲ့မျက်နှာကဒဏ်ရာတွေကိုမြင်လိုက်ရတဲ့အခါတက်ကသူ့ကိုတနာသွားပါတယ်အဲ့ဒီအချိန်ကစပြီးသူကဒေါ်စင်ကိုအဲ့ဒီမှာနေခွင့်ပေးလိုက်ပါတယ်ဇလန်းကလက်ရှိအချိန်ကိုပြန်ရောက်လာပါတယ်ဒေါ်စင်ဟာပင်လယ်ထဲကမတော်တဆမှုကနေအသက်ရှင်ခဲ့ပေမဲ့သူ့ဘဝကဟာလာဟင်းလင်းဖြစ်နေပါတယ်တရက်ပြီးတရက်ရီမှန်းချက်မရှိပဲဖြတ်တန်းနေခဲ့ပါတယ်အသက်40ရှိပြီဖြစ်ပေမဲ့မိသားစုမထောင်ပဲတယောက်တည်းနေထိုင်နေပါတယ်တနေ့မှာတော့အရာအလုံးကိုပြောင်းလဲစေမဲ့ဖုန်းတကောဝင်လာပါတယ်အဲ့ဒါကတော့တက်ဆုံးသွားပြီဖြစ်ကြောင်းနဲ့တက်ခမှာမိသားစုမရှိပဲသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုဒေါ်စင်ကိုပေးခဲ့တာကြောင့်ဇာပနာကိုလာတက်ဖို့ပြောတာပါနောက်တနေ့ဇာပနာကိုရောက်တဲ့အခါဒေါ်စင်ဟာအာမန်တာကိုတွေ့လိုက်ရလို့အံ့ဩသွားပါတယ်သူတို့မတွေ့ဖြစ်ကြတာနှစ်ပေါင်း20နီးပါးရှိပါပြီဇလန်းကအတိတ်ကိုပြန်သွားပါတယ်အဲ့ဒီအချိန်တုန်းကဒေါ်စင်ဟာတက်ရဲ့ကိုတောင်မှနေနေတာရက်အနည်းငယ်ရှိပါပြီအလကားနေရတာကိုအားနာတာကြောင့်တက်ရဲ့ကားတွေကိုတက်နိုင်တဲ့လောက်ဝိုင်းပြင်ပေးနေပါတယ်အဲ့ဒီနောက်အာမန်တာနဲ့ချိန်ထားတဲ့စနေနေ့ရောက်လာပါတယ်ဒါပေမဲ့ဒေါ်စင်ကမသွားဘဲနေလိုက်ပါတယ်စောင့်နေတဲ့အာမန်တာကစိတ်ဆိုးသွားပါတယ်ဘော်ဘီလည်းအဲ့ဒီမှာရှိနေပါတယ်အာမန်တာကဒေါ်စင်ဘယ်မှာရှိလဲဆိုတာသိလိုက်ရတဲ့အခါသူ့စီတန်းသွားပါတော့တယ်အာမန်တာကကတိဖြတ်လို့သူ့ကိုစူပါတယ်အနေအေးတဲ့ဒေါ်စင်ကတော့ဘာမှမပြောဘဲငြင်းနေပါတယ်သူလူရှုပ်တဲ့နေရာတွေကိုမကြိုက်လို့ပါလို့ရှင်းပြပါတယ်နောက်ဆုံးမှာတော့သူကအာမန်တာကိုသူ့ရဲ့လှုပ်ဝက်နေရာလေးစီခေါ်သွားပြီးကျယ်ရီအောက်မှာအတူတူအချိန်ကုန်ဆုံးခဲ့ကြပါတယ်နောက်တစ်နေ့မှာဒေါ်စင်ကိုသူ့ဖေကပြန်တွေ့သွားပါတယ်သူ့ဖေကသူ့ကိုချက်ချင်းတိုက်ခိုက်ပါတော့တယ်အဲ့ဒီအချိန်မှာတက်ပြောက်လာပြီးဒေါ်စင်ရဲ့အဖေကိုတနက်နဲ့ချိန်ကတားဆီးပြလိုက်ပါတယ်မင်းကိုဆက်လုပ်စီချင်သေးလားနောက်တစ်နေ့မှာဒေါ်စင်ကအာမန်တာအိမ်ကိုသွားပြီးသူ့စီကနေဝေးဝေးနေဖို့ပြောပါတယ်သူ့ဖေကသူမကိုအန်ရပြုမှာကိုသူစိုးရိမ်လို့ပါဒါပေမဲ့ဒေါ်စင်ကိုတကယ်ချစ်တဲ့အာမန်တာကတော့သူ့အနာကနေမထွက်သွားနိုင်ဘူးလို့ညင်းလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်အတူတူအချိန်ပိုကုန်ဆုံးလာကြပါတယ်အာမန်တာကတက်ရဲ့နေရာစီကိုလည်းမကြာခဏလာလေးရှိပါတယ်ဇနီးနဲ့သားသမီးဆုံးရှုံးပြီးတယောက်တည်းနေထိုင်ရတဲ့တက်ခါသူတို့နှစ်ယောက်ကြောင့်ပြန်ပြီးပျော်ရွှင်လာရပါတယ်
တနေ့မှာတက်ကဒေါ်စင်နဲ့အာမန်ဒါကိုသူတို့နှစ်ယောက်အေးအေးဆေးဆေးနေနိုင်ဖို့ရေကန်နာကအိမ်လေးတစ်လုံးကိုပေးခဲ့ပါတယ်။ရက်တွေကုန်လွန်လာတာနဲ့အမျှသူတို့ရဲ့တန်ရောက်စင်ကပိုခိုင်မြဲလာပါတယ်။နောက်တော့အာမန်ဒါရဲ့မွေးနေ့မှာဒေါ်စင်ကသူမရဲ့မိသားစုနဲ့အတူကျင်းပဖို့အိမ်ကိုလာခဲ့ပါတယ်။အဲ့ဒီမှာပဲသူမရဲ့မိသားစုကအရန်ချမ်းသာတာကိုသူသိလိုက်ရပါတယ်။အာမန်ဒါအဖေကဒေါ်စင်ကိုတီးတန့်စကားပြောဖို့ခေါ်ပါတယ်။ဒေါ်စင်ဟာရာဇဝတ်ကောင်ရဲ့တားဖြစ်မှန်းသိသွားတဲ့အခါအာမန်ဒါနဲ့ဝေးနေဖို့ဂတိပေးရင်ပတ်စံနဲ့ကောလိပ်တက်ဖို့ပညာသင်ဆုပေးမယ်လို့ကမ်းလှမ်းပါတယ်။သူမကိုတကယ်ချစ်တဲ့ဒေါ်စင်ကတော့အဲ့ဒီကမ်းလှမ်းချက်ကိုညှင်းပယ်ပြီးပွဲကနေထွက်လာခဲ့ပါတယ်။ဇလန်းကလက်ရှိအချိန်ကိုပြန်ရောက်လာပါတယ်။အာမန်ဒါဟာတက်ရဲ့ရှိနေကဆက်သွယ်လာလို့မြို့ကိုပြန်ရောက်လာတာဖြစ်ပါတယ်။အဲ့ဒီမှာတက်ကသူတို့နှစ်ယောက်အတွက်ရေကန်နာကအိမ်လေးကိုပေးခဲ့ကြောင်းသိလိုက်ရပါတယ်။နောက်တစ်နေ့မှာသူတို့အဲ့ဒီအိမ်ကိုအတူသွားပြီးနှစ်ဆက်ကြာကွဲကွာနေတဲ့အချိန်တွေကြောင့်အကြာကြီးစကားပြောဖြစ်ကြပါတယ်။သမင်းစားနေတော့မှစကားပြောကောင်းတဲ့အာမန်ဒါကသူမရဲ့ဘဝအကြောင်းတွေပြောပြပါတယ်။သူမအိမ်တော်ကြပြီးကလေးနှစ်ယောက်ရနေပြီဖြစ်ကြောင်းပြောပြပါတယ်။ပြီးတော့ဒေါ်စင်ရဲ့ဘဝအကြောင်းကိုမေးပါတယ်။သူကတော့အခုထိလူပြိုကြီးပဲလို့ဝန်ခံပါတယ်။အာမန်ဒါကသူတယောက်တည်းမပြင်းဘူးလားလို့မေးတဲ့အခါဒေါ်စင်ကပြုံးပြီးသူနောက်ဆုံးအကြိမ်တကယ်ချစ်ခဲ့တာလွန်ခဲ့တဲ့အနှစ်20ကပါလို့ပြောလိုက်ပါတယ်။သူမကိုချစ်တာဘယ်တော့မှမရက်တန့်ခဲ့ပဲပြသဖို့ပဲရက်တန့်ခဲ့တာပါလို့သူဝန်ခံလိုက်ပါတယ်။အာမန်ဒါကသူနောက်နေတယ်လို့ထင်ပေမဲ့သူအမှန်တိုင်းပြောနေတာပါ။ဇလန်းကအတိတ်ကိုပြန်သွားပါတယ်။အာမန်ဒါအဖေရဲ့ညှင်းပယ်မှုကိုခံရပြီးဒေါ်စင်ဒေါသထွက်နေတဲ့အချိန်မှာအာမန်ဒါကသူ့စီလာပြီးသူမအဖေစကားကိုဂရုမစိုက်ဖို့နဲ့ဘာပဲဖြစ်ဖြစ်အတူရှိနေကြမယ်လို့ပြောပါတယ်။နောက်တစ်နေ့ဘော်ဘီရဲ့မင်္ဂလာဆောင်မှာဒေါ်စင်ကဘော်ဘီတို့ဇနီးမောင်နှံနဲ့အတူတပ်ပုံရိုက်ပေးပါတယ်။အဲ့ဒီအချိန်မှာတက်ကအိမ်ကိုစောင့်နေတော့ဒေါ်စင်ရဲ့အဖေကရုတ်တရက်လာတိုက်ခိုက်ပါတယ်။ဒေါ်စင်တီးသွားတဲ့အခါဒေါသတွေပောက်ကွဲသွားပါတယ်။တီးခန့်နိုင်စွမ်းကုံဆုံးသွားပြီးတနက်ကိုယူကသူ့အဖေနောက်ကိုလိုက်သွားပါတော့တယ်။ဘော်ဘီကသူ့ကိုတားပေမဲ့ဒေါ်စင်ကရှေ့ဆက်သွားပါတယ်။သူတနက်နဲ့အချိန်ထားပေမဲ့ခလုတ်ကိုတော့မဆွဲနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာသူ့ဖေကတနက်ကိုလူယူရင်းရုံရင်းဆန်ခတ်ဖြစ်ကတနက်ကြီးထွက်သွားပါတယ်။အဲ့ဒီကြီးဆန်ကဘော်ဘီရဲ့ခေါင်းကိုထိမှန်ပြီးချက်ချင်းဆုံးသွားပါတယ်။ဒေါ်စင်ကတော့ကြေကွဲနေပြီးသူ့ဖေကတော့ရဲရဲဆက်ဆက်ရေမောနေခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးရဲစခန်းကိုခေါ်သွားခြင်းခံရပါတယ်။တက်ကဒေါ်စင်စီလာတွေ့ပြီးဒါကသူ့အပြစ်မဟုတ်ကြောင်းသူ့အဖေမှာပဲတာဝန်ရှိကြောင်းပြောပြီးနှစ်သိမ့်ပါတယ်ဒါပေမဲ့ဒေါ်စင်ကတော့သူ့ကိုယ်သူပဲအပြစ်တင်နေပါတယ်နောက်ဆုံးမှာတော့ဒေါ်စင်နဲ့သူ့အဖေနှစ်ယောက်လုံးထောင်ဒဏ်8နှစ်ချမှတ်ခံရပါတယ်ဒေါ်စင်ထောင်ကျနေတာကိုသိရတဲ့အာမန်ဒါကသူ့စီနေတိုင်းလာတွေ့ပါတယ်အချိန်ကြာလာတာနဲ့အမျှဒေါ်စင်ဟာသူမနဲ့မထိုက်တန်တော့ဘူးလို့ယူဆလာပါတယ်တနေ့မှာသူကဒါဟာငါတို့နောက်ဆုံးတွေ့တာဆိုရင်မင်းဘာပြောမလဲလို့မေးပါတယ်အာမန်ဒါကသူ့ကိုအဝေးကိုမတွန်းပို့ဖို့တောင်းပန်ပါတယ်ဒါပေမဲ့ဒေါ်စင်ကတော့စိတ်ပိုင်းဖြတ်ထားပြီးသားပါသူ့အတွက်တော့အချစ်ဆိုတာပိုင်ဆိုင်ဖို့ထက်ဆွတ်လွတ်ပေးဆက်ဖို့ဖြစ်ပါတယ်။သူဟာဘာမှမရှိတဲ့ထောင်သားတစ်ယောက်မို့သူမနဲ့မထိုက်တန်ဘူးလို့သူယုံကြည်နေပါတယ်။အဲ့ဒီအချိန်ကစပြီးဒေါ်စင်ကသူမကိုတွေ့ဖို့ညှင်းဆိုပါတော့တယ်။ဒါတောင်မှအာမန်ဒါကထောင်စီနေတိုင်းလာနေစေပါဒေါ်စင်ကဆက်ပြီးညှင်းနေတာကြောင့်ထောင်ဝန်ထမ်းတွေတောင်သူမရဲ့ဆွဲကိုကြည့်ပြီးတနာလာကြပါတယ်။လအတော်ကြာစူးစမ်းပြီးနောက်မှာတော့အာမန်ဒါလာတာရက်သွားပါတယ်။အဲ့ဒါဟာနောက်ထပ်အနှစ်20အတွင်းသူတို့ရဲ့နောက်ဆုံးတွေ့ဆုံမှုဖြစ်သွားပါတယ်။ဇလန်းကလက်ရှိအချိန်ကိုပြန်ရောက်လာပါတယ်။နှစ်ပေါင်းများစွာခံစားချက်တွေကိုမျိုးသိပ်ထားခဲ့တဲ့အာမန်ဒါကလွန်ခဲ့တဲ့အနှစ်20ကဘာလို့သူမကိုထားခဲ့တာလဲလို့ဒေါ်စင်ကိုမေးပါတယ်။ဒေါ်စင်ကသူမရဲ့ဘေးမှာရက်တီဖို့သူဘယ်တော့မှမထိုက်တန်ဘူးလို့ခံစားခဲ့ရကြောင်းဝန်ခံပါတယ်။အာမန်ဒါကပိုပြီးစိတ်လှုပ်ရှားလာပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့စိတ်ထဲမှာသူ့ကိုအမြဲတမ်းချစ်နေကြလို့ပါ။သူမအတွက်တော့ဒေါ်စင်ဟာအမြဲတမ်းမှန်ကန်တဲ့လူသားတစ်ယောက်ပါ။အိမ်တော်ကြပြီးတာတောင်မှသူမရွေးချယ်ခဲ့တဲ့အမျိုးသားထက်ဒေါ်စင်ကပိုကောင်းတယ်လို့သူမယုံကြည်နေစေပါ။ဒါပေမဲ့ဒေါ်စင်ကသူမဘဝထဲကနေနောက်ထပ်အနှစ်20တိုင်တက်ကွယ်သွားခဲ့ပြန်ပါတယ်။အဲ့ဒီမှာပဲသူတို့ရဲ့စကားဝိုင်းပြီးဆုံးသွားပါတယ်။သူတို့အတူတူရှိတဲ့နောက်ဆုံးနေ့မှာဒေါ်စင်ကအာမန်ဒါသူ့ကိုချစ်နေသေးတာသိတယ်လို့သူကိုယ်တိုင်လည်းသူမကိုချစ်နေတော့မှာပဲဒါပေမဲ့သူမကိုသူ့စီပြန်လာဖို့မပြောနိုင်မှန်းသူသိပါတယ်သူမကအခုဆိုရင်ဇနီးတစ်ယောက်ကလေးနှစ်ယောက်ရဲ့အမေတစ်ယောက်ဖြစ်နေပြီမို့သူမရဲ့ဘဝဟာသူ့အတွက်မဟုတ်တော့ဘူးလို့သူယုံကြည်ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးကိုယ့်ဘဝစီကိုပြန်သွားကြပါတယ်ဒေါ်စင်ကတော့လွန်ခဲ့တဲ့အနှစ်20ကအာမန်ဒါနဲ့မဆုံတွေ့ခဲ့တာကိုနောက်လိုက်ရပြီးကိုအပြစ်တင်နေပါတယ်ဒါပေမဲ့သူမကိုလွတ်ပေးရမယ်ဆိုတာသူသိနေတာကြောင့်သူတို့တကယ်ပဲလမ်းခွဲခဲ့ကြပါတယ်အိမ်ရောက်တဲ့အခါအာမန်ဒါဟာစိတ်မအေးဖြစ်နေပါတယ်နောက်ဆုံးမှာတော့သူမခင်ပွန်းကိုရိုးရိုးသားသားဝန်ခံပြီးဒေါ်စင်ကိုချစ်နေသေးကြောင်းပြောပါတယ်။ဒါပေမဲ့အမြဲတမ်းအလုပ်ရှုပ်နေတဲ့သူမခင်ပွန်းကတော့သူမရဲ့ခံစားချက်တွေကိုအရေးမစိုက်ပဲလစ်လျူရှုလိုက်ပါတယ်။အဲ့ဒီနောက်တိတ်မကြခင်မှာပဲအာမန်ဒါရဲ့သားလေးဟာမတော်တဆမှုတစ်ခုကြောင့်နှလုံးရောဂါအသေးအတန်ဖြစ်သွားပါတယ်။သူမဆေးရုံကိုအပြေးလွှားသွားခဲ့ရပါတယ်။ခင်ပွန်းဖြစ်သူကလည်းအားကိုးလို့မရတာကြောင့်သူမအားကိုးရမယ်နေခဲ့ပါတယ်။စိတ်ပြအားငယ်နေတဲ့အချိန်မှာသူမဒေါ်စင်ကိုဖုံးဆက်ပြီးသူတို့ပြန်တွေ့ဖို့ချိန်လိုက်ပါတယ်။ဒေါ်စင်ကတွေ့ဖို့သဘောတူလိုက်ပေမဲ့သူတို့မတွေ့ရခင်မှာပဲကြေကွဲစရာကံကြမ္မာဆိုးကြီးကြားရောက်လာပါတယ်။ဒေါ်စင်ဟာသူ့အဖေရဲ့ပြစ်ခတ်မှုကြောင့်အခင်းဖြစ်နေရမှာတင်ကွယ်လွန်သွားခဲ့ပါတယ်။ဒါဟာစိတ်ကူးကြည့်လို့မရနိုင်တော့အောင်ရက်ဆက်လွန်းပါတယ်။နောက်တစ်နေ့မှာအာမန်ဒါဟာဒေါ်စင်ဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။သူမကြေကွဲသွားရပေမဲ့တစ်ခါပြန်ပြီးသူ့ကိုလှုပ်ပေးလိုက်ရပြန်ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူမရဲ့သားလေးဟာနှလုံးစားထုတ်ကူးတောင်းမှုခံယူနိုင်ခဲ့ပြီးအသက်ရှင်သွားပါတယ်။နေ့အနည်းငယ်ကြာတဲ့အခါမှာတော့သူမသားလေးကိုလှူဒါန်းလိုက်တဲ့နှလုံးဟာဒေါ်စင်ရဲ့နှလုံးဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီမှာပဲဇလန်းကပြီးဆုံးသွားပါတယ်။ဒါကြောင့်ဒီဇလန်းရဲ့သင်ခန်းစာကတော့တစ်ခါတလေမှာအနက်ရှိုင်းဆုံးအချစ်တွေဟာပြတ်ကွယ်သွားလို့ဆုံးရှုံးရတာမဟုတ်ပဲအကြောက်တရားနဲ့အချိန်အခါမကိုက်ညီမှုတွေကအဲ့ဒီအချစ်ကိုအသက်ဝင်ခွင့်မရခင်မှာပဲခိုးယူသွားတတ်ကြတာဖြစ်ပါတယ်။အခုလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဇလန်းကောင်းများကြည့်ရှုဖို့ subscribe ခလုတ်လေးနှိပ်ထားဖို့မမေ့နဲ့နော်။